Okay ဘလို့အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကဘူဝေါကနေပြီးတော့ game ကြီးကိုယ့်ဘာကိုဘလို့ဖန်တီးရမလဲဆိုတာကိုပြောပြသွားပါမယ်အရင်ဆုံးကျွန်တော်တို့ပြောခင်မှာဘူဝေါရဲ့သူ့ website နဲ့တွန်းလာဖြစ်ပါတယ်အဲ့တော့ကြာတော့ဒီမှာဒါဘူဝေါ application လေးတွေကိုကျွန်တော်တို့ရောက်သွားပြီရောက်သွားဆိုရင်ဒီဘူဝေါထဲကိုဝင်မယ်ဒီမှာကျွန်တော်တို့ကသူအဆဆချင်းလာပြီးအကောက်ဖောက်ခိုင်းတယ်အဲ့တော့ကျွန်တော်အကောက်ကတော့ကျွန်တော်ဖောက်ပြီးသားပေါ့နော်သူက Gmail နဲ့ဖောက်ခိုင်းတယ်အဲ့တော့ကျတော့ဘယ်လိုရမယ်ထင်တော့ပါမယ်အဲ့တော့ကျတော့ကျွန်တော် create activity ကိုနှိပ်လိုက်ပါ create activity ကိုနှိပ်လိုက်သူကဘယ်လိုမျိုး type ကိုလုပ်မှာဒါကကြတော့အောက်ကပတ်ဆက်ပြီးဝယ်ရမယ် type ပေါ့နော်ဒီအပေါ်ကကြတော့လကား type ပါ free type ဆိုတော့ကြတော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ကျွန်တော်ကအစမ်းပြမှာဖြစ်လို့ကျွန်တော်ဒါလေးပဲလုပ်လိုက်ပါမယ်ဒီလေးဘာလေးကိုရွှေ့ရဟာလေးကျွန်တော်တို့ကသူက pro pay ဝယ်မယ်ဆိုရင် Gmail တစ်ခုမှာဘယ်လောက်ပဲတုံရရပေါ့နော် pro pay မဝယ်ဘူးဒီတိုင်းပဲ free ကိုလိုက်တုံမယ်ဆိုရင်သူက Gmail တစ်ခုမှာ9ခုလောက်ပဲရတယ်ပေါ့နော်အဖြစ်တော့ရတယ်နော် okay ရပြီအဲ့တော့ကြတော့ကျွန်တော်တို့ title နာမည်ကိုကျွန်တော်တို့ SEMPLE Simple Test ပြီးလိုက်ပါမယ်ကျွန်တော်စမင်းမယ်ပေါ့နော်စမင်းတဲ့အခါမှာသူကအမျိုးအစားမျိုးရှိရဲဒီမှာဒါကတော့ edit လုပ်တဲ့ဟာပေါ့နော်ကျွန်တော် edit ကို9ခုလောက်ယူထားလိုက်မယ် okay 4ခု5ခု6ခု9ခုလောက်9ခုကများတယ်6ခုပဲယူထားလိုက် okayအဲ့တော့ကျွန်တော်တို့ကမင်းမယ်သူ့ကိုကျွန်တော်တို့ကမင်းမယ်ပေါ့နော် we can play football we can play football ပြီးတော့အဲ့ဒါလေသူစားကြောင်းလေးတွေစီးရမှာပေါ့နော်ဒါကြတယ်ပုံမှန်စားကြောင်းတွေပဲ can you play basketball can you play basketball ပြီးတော့ you can hack ယူပုံးနိုင်တယ်ကျွန်ပြီးတော့ကြတော့ I am teacher I am ID teacher Yahiko where ကျွန်တော်ပြီးတော့နောက်တစ်ခုက where is you are FAVOURIDE favorite CHARACTE ပါ character where is your favorite character ဒါဘာမှလာလဲ FAVOURIDE မဟုတ်လား FAVORIDE မီလို့ sorry your I like Uzumaki na so ကဲအကုန်လုံးပြီးပြီဆိုရင်ကျွန်တော်တို့ဒေါင်းနေလိုက်ပါကဲဒေါင်းနေလိုက်ရင်ကျွန်တော်ရဲ့ဟာလေးရပြီပေါ့နော်အဲ့တော့ဒီအောက်မှာကြတော့ကျွန်တော်တို့ဘာလေးတွေယူလောက်ခိုင်းပါလဲဘေး type ကိုယူမလဲသူကအစတော့ white ပုံနဲ့ပေးတာဒီအောက်မှာချယူပြရကျွန်တော်အစမ်းယူပြမယ်ဒီမှာဒါလေးယူလိုက်မယ် pass ဆိုရင်လူမျိုးလေးဖြစ်သွားမယ်အဲ့ဒါကိုကျွန်တော်နောက်ထပ်တစ်ခုယူပြမယ်ဒီမှာကဲဒီမှာလွယ်လေးအဲ့တော့ကြာကျွန်တော်ကတော့ဒီပတ်ပဲယူလိုက်ဒီဘက်မှာလည်းအများကြီးရှိပါသေးတယ်ထိုက်တွေကုန်အားကြီးပဲပေါ့နော်ယူလို့ရတယ်ဒီမှာအားကြီးပဲအားလေး primary တို့ indigo တို့ spring တို့ pass တို့ neon တို့ cobalt တို့အစားရှိပြီးအားကြီးပါဗျာအဲ့တော့ကြာတော့အကုန်လုံးယူလို့ရတယ်ပေါ့နော်ကျွန်တော်ကဒီမှာပြီးတော့သူကစော့လို့ရတယ်ပေါ့နော်အခြားဟာတွေနဲ့လည်းစော့လို့ရတယ်ကျွန်တော်နှုံးသားပြအခုအရင်ဆုံးကျွန်တော်ဒါကြီးကိုကျွန်တော်လောက်ထားတဲ့ဟာလေးကိုစော့ပြရမယ်ပေါ့နော်